အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ YNB ရဲ့ချင်းညီကိုတွေအတွက် free type ရွေးချယ်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မနေ့က free type ရွေးချယ်မှုကတော့ HE body လေးကိုရွေးချယ်ပြီးခဲ့ပြီးတော့ရွေးရဲကျင်းမောင်တဲ့နဲ့ကြီးတန်းနဲ့ကြီးအောင်သွားခဲ့ဖြစ်တဲ့အတွက် YNB ရဲ့ချင်းညီကိုတွေအားလုံးရှုံးနေခဲ့ရပါတယ်မနေ့ကရောင်းဝဲတွေကလည်းရောင်းဝဲ၃မျိုးမှာနှစ်တွဲကရှုံးနေခဲ့ပြီးတော့တတွဲကတရီဆိုးရဲ့ရလန့်တာကျင်းတဲ့ခဲ့ရဖြစ်တဲ့အတွက်YNB ရဲ့ဝယ်လက်တွေအားလုံးနစ်နာခဲ့ရပါတယ်ဒီနေ့မှလည်းရောင်းပွဲဝယ်ယူခြင်းနဲ့ညီကိုများအတွက်ရောင်းပွဲ2မျိုးထုတ်ပေးထားရဲဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39 959 296ခွန်ပိုက်ပါမှာဆက်သွယ်ဝယ်လို့ရပါတယ်မနေ့ကဝယ်လက်တွေကတော့ဒီနေ့ရောင်းပွဲတစ်တွဲ free ပို့ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ရဲ့ free တိုက်ရွေးချယ်မှုကြောင့်လေးစပြောလေအောင်ဒီနေ့ရဲ့ free တိုက်ဖြစ်ရွေးချယ်ထားတဲ့ပွဲစဉ်ကလာဇီယိုနဲ့ AC မီလန်ပွဲစဉ်လေးကိုရွေးချယ်ပေးထားတယ်လက်ရှိ AC ကအဝေးကွင်းကနေတရေအရှုံးဆိုခြေတန်းပေါက်ပေးထားတယ်ပထမကြော် AC ကွင်းမှာတုန်းက AC ကအိမ်ကွင်းကနေ1+40ဆိုခြေတန်းပေါက်ပြီးခဲ့တယ်အဲ့ခြေတန်းကို AC အဝေးကွင်းကျင်းတဲ့အတွက်မဲ့ဆိုရင် AC အဝေးကွင်းမှာတရေ60ဆိုခြေတန်းပေါက်ပေးရပါလိမ့်မယ်အခု AC မီလန်ကပေါက်ပေးရမယ်ခြေတန်းထက်ပြား40လောက်ပို့ပြီးပေးထားတဲ့အတွက် YNB ကတော့ဒီခြေတန်းက AC မီလန်ကြေးအောင်သွားနိုင်တဲ့ကြည်တန်းမျိုးလို့ YNB ကတော့ယူဆရဲပြီးတော့နောက်တစ်ချက်ကမနေ့ကအင်တာမီလန်ကအတာကို1-1ဆိုရလိုက်နဲ့တည်ကြပြီးတော့အမတ်ရှုံးခဲ့ရအမတ်ရောခဲ့ရဖြစ်တဲ့အတွက် AC မီလန်အနေနဲ့အင်တာမီလန်နဲ့အမတ်ကွာဟာချက်ကြီးများအောင်ဒီနေ့ပွဲစဉ်မှာအခွင့်ကောင်းယူလိုက်မယ်လို့ YNB ကတော့ယူဆရဲပြီးတော့လက်ရှိ ACP ထားတဲ့ကြည်တန်းကလည်း AC ကြီးအောင်နိုင်မဲ့ကြည်တန်းမျိုးဖြစ်တဲ့အတွက် YNB ကတော့ဒီနေ့ရဲ့free တဲ့ရွေးချယ်မှုကို AC body လေးကိုပဲရွေးချယ်ပေးလိုက်ပါတယ်။ YNB ရဲ့ချင်းညီကိုများအားလုံးလည်းအဆင်ပြေကြပါစေ။ရောင်းမဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39 959 296ခွန်ပိုက်ပါမှာဆက်သွယ်ဝယ်ယူလို့ရပါတယ်။ YNB ကိုအပိရဲ့ညီကိုများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်။